ပြီးခဲ့တဲ့2014 2015ပေါ့ကူးသွားတာပဲလေဒီမိုးကနေ့ဆက်တိုက်ဖြစ်တာကိုမိုးကကြီးတဲ့ခါကျတော့ကျွန်တော်လူဝေးရနဲ့ပြောမယ်ဆိုလို့ရှိရင်ကန်ထဲမှာဆိုလေလူဝေးရက180နဲ့လောက်ရှိပါတယ်အဲ့တော့အချိန်ကတော့54လောက်ရှိတာပေါ့နော်လေပြက်စီတာကြတော့ကျွန်တော်တို့အကလုံးပြက်စီအနေပါပြက်တဲ့ဟာတော့ရှိအကြီးကြီးမပြက်တာကတော့18ဧကလောက်တော့ရှိပါတယ်ကြောက်လေက3ဧကလောက်ရှိတယ်3ဧကလုံးပါသွားတာပေါ့လေနော်ရေကြီးရေရှာမှုကြောင့်ပေါ့ဒါတခုမကြဘူးတပည့်မကြအကုန်လုံးပြက်စီးဆုံးရှုံးသွားတယ်အခုကပြန်ဖော်ထုတ်ဖို့လဲအစီမပြေတော့ဘူးဘလောက်ငွေကြီးအစီပဲပြပြတော့လေရတခုနဲ့ပေါတဲ့တယ်ဆိုရင်တော့ဘယ်လိုမှပြန်ဖော်ထုတ်ခွင့်ကလည်းအစီမပြေဘူးနော်ခုလက်ရှိဆိုရင်ကြောမိသားစုစားဦးနေအတွက်ကဒီလေရတခင်းနဲ့တော့အာကူအထားလို့တော့မရဘူးပါဆရာကျွန်တော်တယောက်သေးတမနခိပေါ့ဧကတော့ခေါင်းမတတော့မဲ့ကျွန်တော်ကတော့အကုန်လုံးဒီအနိပ်ပိုင်းတော့ပြည့်ပါတော့ဒါမဲ့နည်းနည်းတော့ကောင်းလို့လူထီနော်ဒီလိုအနိပ်ပိုင်းတော့ကုန်ပြည့်နော်အမိပိုင်းတော့ကြံခဲ့လေဒါမဲ့နည်းနည်းကြံလည်းတိမအောင်ဘူးတောင်ရခုတ်စားတယ်ပေရှိတဲ့ဒီချောင်းကံပါလေးရှိတဲ့လယ်လေးတွေပေါ့ချောင်းကံပါရှိတဲ့လယ်လေးတွေလှုပ်ရှားတော့မူကြီးမူပေးလေပေးကြောင်းတောင်ရလှုပ်ရှားတော့လည်းမြေပြူတယ်ပေချောင်းကြီးလာတော့လည်းလယ်တွေပြည့်စည်တယ်ပြီးတော့ဒီသူတို့နေ့လို့တနေ့စားဆိုတော့အတိကသူတို့စားဝင်နေရေးကဒီလေယာနဲ့တောင်ရတွေပေါ့အကုထားရတယ်လေတခြားစီးပွားရေးတွေပါဆိုလည်းမလုပ်တော့ဘူးပြီးတော့အရင်နေ့လည်းမချနိုင်ဘူးဆိုတော့သူတို့လေးလို့လက်စားတောင်ရနဲ့လယ်နဲ့လှုပ်ခါကျရေဘေးနဲ့ပြည့်စည်သွားတာတွေ့ရတယ်မိသားစုတစုတည်းမှာဒီကစားဝင်နေရေးကလယ်နဲ့ပဲအကူရတာပေါ့အဲ့တော့ဗမာဆောင်ဝယ်စားဆရာမလို့ဘူးလေအဲ့တော့အထက်ရတဲ့ငွေကတခြားကျောင်းမှာရေးတို့ပညာရေးတို့အိမ်မှာတခုတုံးလို့အစီပြေတာပေါ့အခုကလေတွေကကွန်ပြည့်တော့ဗမာဆောင်ပဲဝယ်ရတယ်ရတဲ့ပတ်စာကဝင်ငွေပေါ့နော်အဲ့ဝင်ငွေကစာပဲဝယ်စားရတော့တခြားကောင်တာမှာပညာရေးတို့ကျောင်းမှာရေးတို့ဖြစ်ရှင်းဖို့အတွက်ကအခက်အခဲရှိသွားတယ်စောင်းနေရဲ့အတွက်တော့အဓိကအကိုရတာဦးလေးရဲ့လေတွေပဲနော်လေပြက်သွားတော့လှုပ်စားလို့လည်းမလှုပ်စားတောက်ဘူးပေါ့စီးပွားရေးလည်းမလှုပ်တောက်ဘူးနော်တခြားလှုပ်လည်းမလှုပ်တောက်ဘူးပေါ့လေနဲ့ပဲအကူတယ်နော်လေချုံသွားတော့ဦးလေးလည်းတမျိုးတော့နေနာသွားတယ်ပေါ့အခက်ခဲဆိုတော့ကျွန်တော်တို့ပြန်စိတ်လဲတော်တော်လေးခံစားရတာပေါ့နော်စိတ်တန်ရလဲရတယ်လေပြည့်တဲ့မျိုးကချပြည့်တာမျိုးနဲ့မတူဘူးနောက်ပြီးတော့အခက်ခဲဆိုလဲကျွန်တော်တို့ကပြင်ရခါကျတော့ကုန်ကြစရိုက်လဲအရင်ကြီးမရှိဘူးလေအမျိုးကုန်အရင်ကြီးလို့တာပေါ့လို့အားလဲလို့တယ်အဲ့လိုအခက်ခဲတော့ရှိတာပဲရှိတယ်ဆိုတော့ကိုကဒီနိုင်ငံရေးဒီလိုဖြစ်ဆိုတော့ပူဆိုးမနော်ပြန်ပြေရမယ်ဆိုဒီလာမယ့်လူရတီလေထဲမှာရေ6ရက်ချိန်မှာပဲဟိုစားဝင်လို့ရမှာဆိုတော့ဒီလူရတီ4လပိုင်း5လပိုင်းလောက်မှာပဲပြန်ပြေလူ5ရမှာနော်အဲ့ဒါတွေကပြန်လောက်ရမှာပေါ့အခက်ခဲတော့ရှိပါတယ်ငွေရေးကြီးလို့ပေါ့အဲ့ဒါလေးရှိဟိုဒီနေ့ကတာပြည့်လို့နောက်ဒီနေ့လဲကျွန်တော်ပြင်ထားတာ380လောက်ကုန်တယ်ဘက်ဖိုးခါရဲ့နောက်ထုံစက်ခါဘောနော်80ကျော်လောက်ကုန်တယ်ဒါပေမဲ့မညီသေးဘူးဘယ်လိုဆိုလေကိုင်းနေကြလေဘောနော်ဒါလောက်ဆိုညီလေကျော်ထေတယ်ညူကြတော့ပြီးတော့တဆောင်းကြီးဖြစ်သွားတယ်နောက်ဆိုဘာလဲမအောင်မိတဲ့ဖက်လဲရေမရောက်နေတဲ့ဖက်လဲရေကြုံရဝူးလို့သူကပုတ်ကုန်တယ်အဲ့လိုလေကြောက်ထိခိုက်ကုန်တယ်အဲ့ဒီကနောက်ဒီနေ့လဲချင်းပြောင်းရေထကြီးပြရွနဲ့ခောက်ဘောနော်ပြီးခဲ့တဲ့လောကနောက်တော်ပြည့်စည်တယ်ကြီးတိတ်ပြီးတော့ပြည့်စည်မှုမရှိတဲ့လူနဲ့ပြန်လုံနိုင်တဲ့အပိုင်းတွေကြတော့ပြန်လေစူးစမ်းတဲ့အနေနဲ့ပေါ့နော်စူးစမ်းမှုတော့တချို့ကတော့လူနဲ့နိုင်တဲ့အပိုင်းကပြန်လုံတာတော့ရှိတာပေါ့တာကြီးတာပြည့်စည်သွားတယ်ဆိုတဲ့နေရာမှာကြတော့ဒါအရန်တရားနဲ့ခေါ်ပြီးတော့မှလုံရတာကိုလူအားနဲ့လည်းမနိုင်ဘူးလေအဓိကတော့ကျွန်တော်တို့ပြန်တော့လှုပ်ချယ်ပဲလေမှမဆိုဒါသာဝရပစ္စည်းဖြစ်နေတော့တိုးတော့မလုံနိုင်တဲ့အဆုံးကတော့ကျွန်တော်တို့ဆုံးရှုံးခံလိုက်ရတာပေါ့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ပြန်ပြင်နိုင်တော့လူနဲ့မပြင်နိုင်ဘူးပေါ့နော်ဒါဆင်းရဲတရားတို့စက်ကြီးတို့အားနဲ့ပြင်နေရတာဟုတ်ပြင်မလဲရမှာဖြစ်တဲ့အတွက်ကြောင့်လေ
အစင်းထီကလည်းကျွန်တော်တို့တနေ့လုံးတနေ့စားသမားဆိုတော့စိတ်တွေပါတယ်လည်းကျွန်တော်တို့ခေါ်ဖို့ဆိုရလည်းမလွယ်ဘူး ပြန်လေပြုတ်ပြင်ဖို့လေမရှိတော့ဘူးရှာသူကပြည့်တာတော့တော်တော်များများဖြစ်တော့ဦးကလည်းပြင်ဖို့တော့မစိမ့်စားတော့ဘူးပေါ့ရေရတော့ပြုတ်ပြင်မယ်ဆိုရင်လည်းရေထောက်ဝင်မှာပဲအမျိုးပေါ့ခုကအရင်တော့ဆိုရေဒီလိုမျိုးတွားတယ်နောက်ခုကရေဒေါက်ရှော့ဒီလိုမျိုးပဲတွားတော့ပြုတ်ပြင်ဖို့လေလွယ်မှာမဟုတ်ဘူးအမျိုးဖြစ်